ဟုတ်ကဲ့တော့ဒီနေ့ podcast လေးတစ်ခုနားထောင်ပြီးတော့တည်လာတာလေးဒီမှာပြန်ပြီးတော့ sharing လုပ်ပေးချင်လို့ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တို့လူတွေတော်တော်များများကနှစ်ခုကိုမကွဲကြဘူးဘယ်နှစ်ခုလဲဆိုတော့ခွင့်လွတ်တာရဲ့အမှတ်မရှိတာရဲ့တော်တော်များများကတို့ခွင့်လွတ်တယ်တီးခံတယ်ဆိုရင်အော်ဒီသူကအမှတ်မရှိဘူးလားငါခွင့်လွတ်လိုက်ရင်ငါအမှတ်မရှိဘူးဖြစ်သွားမှာပေါ့ဆိုတာမျိုးထင်ကြတယ်ဒါပေမဲ့တို့ကဘာတိထားရမှာလဲဆိုတာခွင့်လွတ်တယ်ဆိုတာသူ့အတွက်မဟုတ်ဘူးကိုယ့်အတွက်ကွာတို့ကိုလူတယောက်ကမကောင်းတာတခုခုလုပ်သွားရတာမကောင်းတာတခုခုတို့နာကျင်အောင်ပြောသွားရတာတို့ကအဲ့ဒါကိုခွင့်မလွတ်ပဲနဲ့တို့စိတ်ထဲမှာအမြဲတမ်းခံစားနေရင်တို့ပဲနှစ်ခါနားမှာကွာတည်တယ်အဲ့တော့ခွင့်လွတ်တယ်ဆိုတာသူကောင်းမှုမဟုတ်ဘူးကိုကောင်းမှုကွာဂလစားပြန်ချေရင်လေနှစ်ခါပင်မရတယ်ဒါတော့အရင်တုန်းကအဲ့လိုမျိုးအညိုးကြီးတဲ့စိတ်တွေပါရှိတယ်အခုနောက်ပိုင်းမှာပိုတိတာအဲ့တုန်းကတော့အရန်ပူလောင်ရတယ်ကွာတိတာအဲ့တော့တိခဏပဲဖြစ်ဖြစ်ခွင့်လွတ်တာပဲဖြစ်ဖြစ်အမှန်မရှိတာလို့မထင်စေချင်ဘူးပေါ့နော်ခါလီကြရင်ဥပိ္ပခါပြုလိုက်တာကအကောင်းဆုံးနည်းလမ်းပဲကွာဘာလို့လဲဆိုတော့ကွာကိုမကောင်းတဲ့သူတယောက်ကိုဘာလို့အချိန်နေပေးပြီးတော့အညိုးတွေထားနေမှာလဲyou know ဥပမာပေးရမယ်ဆိုရင်သူ့ကိုငါကလာလာချေမယ်ဆိုပြီးတော့အညိုးကြီးထားတာကွာမစင်းယူကိုင်းနေရတယ်လို့ပဲသူ့ကိုပြစ်ပေါက်ဖို့ဆိုပေမဲ့ကိုပဲအရင်နန်တာကွာတိပါအဲ့တော့အဲ့ဒါလေးသာပြောတာပါခွင့်လွတ်တယ်ဆိုတာကိုကောင်းမှုအတွက်ပေါ့နော်ကိုမကောင်းတဲ့သူတွေကတော့အဝတ်ဆိုတာတကယ်ရှိတယ်တော့သူတို့လမ်းတိုင်းသူတို့တော်လိုက်မယ်တော်လည်းခုနောက်ပိုင်းကိုပြုပြင်ပြောင်းလဲနေရပေါ့နော်ခွင့်လွတ်တတ်အောင်တော့ပြီးကြတော့ပို့ပြီးတော့လေတိခံတအောင်တင်ယူနေရပေါ့လေအဲ့ဒါလေးသာပြောပါကျေးဇူးတင်ပါတယ်